အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အောင်ဆန်း channel ကနေဒီတစ်ပတ်ပြန်လဲကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အမျိုးသမီးများတကယ်ချစ်မိလာတဲ့အခါပြုလုပ်တတ်တဲ့အပြုအမူ73ခုဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်အမျိုးသမီးတဦးဒီမင်းကိုတကယ်ချစ်ရင်သူမရဲ့အပြုအမူများနဲ့တက်တည်ပြပါလိမ့်မယ်အချစ်ဆိုတာမင်းကိုချစ်တယ်လို့ပြောရုံနဲ့မလုံလောက်ပါဘူးလေးစားမှုအားထုတ်မှုညီညွတ်မှုကိုအခြေခံပါတယ်နံပါတ်1သူမဒေါသထွက်နေခြင်းမှာတော့တင်ကိုလေးစားတယ်လေးစားမှုမရှိတော့အချစ်သူဖြစ်ပါတယ်သူမစိတ်ဆိုးတဲ့အခါတင်ကိုစော်ကားတာနှိမ်ချတာတင်ငြိမ်အောင်လုပ်ဖို့ကြိုးစားရင်သူမတင်ကိုတကယ်မချစ်ဘူးဆိုတာပြတာပါနံပါတ်2တင်ရဲ့ရေမှန်းချက်ပန်းတိုင်တွေကိုအနောက်အရှက်မပေးဘဲပန်ပိုးပေးပါလိမ့်မယ်။မင်းကိုတကယ်ချစ်တဲ့မိန်းမကမင်းအောင်မြင်ဖို့ပန်ပိုးပါလိမ့်မယ်။တင်ရည်ရွယ်ချက်အတွက်စူးစမ်းနေစဉ်သူမတွေစိတ်အနောက်ရှက်မပေးဘဲသူမတင်ကိုအားပေးလိမ့်မယ်။သူတတ်နိုင်တဲ့လောက်ကူညီမယ်။မင်းရဲ့တိုးတက်မှုတွေကိုဂုဏ်ပြုမယ်။နံပါတ်2မင်းအနာမှာမရှိရင်တောင်တိစာဆောင်ပြီးတယ်အမျိုးသမီးတဦးရဲ့တိစာဆောင်ပြီးမှုဆိုတာတင်းနဲ့အတူရှိနေစဉ်စမ်းသပ်လို့မရပါဘူးတင်းနဲ့အတူမရှိတဲ့အချိန်မှာစမ်းသပ်မှသာသူမရဲ့တိစာဆောင်ပြီးမှုပေါ်လာပါလိမ့်မယ်သူမတင်းကိုတကယ်ချစ်ရင်အခြားယောက်ျားများနဲ့ပတ်သက်ခြင်းသစိမ်းများထမှအာယုံဆိုင်မှုမရှာဘဲတင်းဤယုံကြည်မှုကိုတစ္ဆာဖောက်မီမဟုတ်ပါသူမ၏တစ္ဆာရှိမှုတွေအစဉ်ပြေမှုပေါ်တွင်မူတည်မှာမဟုတ်ပါဘူးနံပါတ်4သူမ၏နူးညံ့တိမ်မွေးပြီးမင်းကိုစန့်ကျင်သူမဟုတ်ပါတင်းကိုတကယ်ချစ်တဲ့မိန်းမဟာတင်းအနာမှာစိတ်ချမ်းသာစွာနေလိမ့်မယ်နံပါတ်5တင်လို့တဲ့အရာလေးတွေကိုတန်ဖိုးထားတယ်။တင်ကိုတကယ်ချစ်တဲ့အမျိုးသမီးတစ်ယောက်ဟာတင်ရဲ့ကြိုးစားအားထုတ်မှုအသေးအမွှားလေးတွေတော့တတိထားမိပါလိမ့်မယ်။နံပါတ်6တင်ကိုအများသူရှိမှကာကွယ်ပြီးချူဝဲစွာပြုပြင်ပေးပါလိမ့်မယ်။စစ်မှန်သောအမျိုးသမီးတဦးဒီတင်ကိုအများသူရှိမှဘယ်တော့မှမယူတည်တဲ့အပြုအမူတွေလုံးဝမဟုတ်ပါဘူးတခြားသူတွေကိုတင်ကိုမယူတည်အောင်လုံးဝမဟုတ်ပါဘူးနံပါတ်9သူမဒီတင်ငွေထက်တင်နဲ့ရင်းနှီးမှုကိုပိုတန်ဖိုးထားပါတယ်သူဒီတင်ထားမှတဆုံးတစ်ခုကိုဘိုချင်တော့ခါရင်တာချစ်ခင်မှုကိုပြသရင်တင်ကိုမချစ်ဘူးဆိုတာနားလည်ပါတင်ကိုတကယ်ချစ်တဲ့အမျိုးသမီးတဦးဒီတင်ပေးနိုင်တဲ့အရာများထက်တင်နဲ့အနီးကရှိနေရခြင်းကိုသာပိုနိတတ်ပါတယ်နံပါတ်10သူမဒီတင်ကိုအပြစ်တင်မဲ့အစားတာဝန်ယူတတ်တယ်သူ့အမားတွေကိုဘယ်တော့မှငိုမခံပဲတင်အပေါ်အပြစ်ကိုအမြဲတစေပြောင်းလဲတတ်တဲ့အမျိုးသမီးဟာတင်ကိုတကယ်မချစ်ဘူးဆိုတာနားလည်ပါတကယ်ချစ်တဲ့မိန်းမကငါမားသွားပြီလို့ဝန်ခံတောင်းပန်တတ်ပါတယ်နံပါတ်9သူမဒီတင်အတွက်ငုံယူနေပြီးတင်ကိုထုတ်ပြရဲတယ်မင်းကိုချစ်တဲ့မိန်းမကမင်းကြောင့်ရှက်နေမှာမဟုတ်ပါဘူးသူဒီတင်ကိုသူမ၏မိသားစုအချမ်းမှာဖုံးကွယ်ထားမည်မဟုတ်ပါအကယ်၍သူမတင်နဲ့တွဲနေတာရှုဝတ်ထားတယ်ဆိုရင်တင်ဒီရွေးချယ်ခွင့်တခုသာဖြစ်ပြီးသူမ၏ဦးစားပေးမှုကိုရရှိမှာမဟုတ်ပါဘူးအခုလိုလူငယ်တွေအတွက်အရေးကြီးတဲ့အကြောင်းအရာကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို subscribe and like လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါရစေနံပါတ်10သူမဒီတန်စကားကိုနားထောင်ပြီးတန်ထင်မြင်ချက်တွေကိုလေးစားမယ်
သူကမင်းကိုအမဲသဘောမတူရင်တော့မင်းရဲ့အသွေးတွေကိုတန်ဖိုးထားတယ်။တဲ့အချာဉာဏ်ကိုအမဲဂယုမဆိုင်ပဲတဲ့စေကူများကိုပေချခြင်းလို့မဟုတ်တဲ့နမည်များကိုနှင်းချတယ်ဆိုရင်သူမအသင်ကိုတကယ်မချစ်ဘူးဆိုတာနားလဲပါ။နံပါတ်7သူမဒီတဲ့ကိုမတိုက်ခိုက်ပဲတဲ့ငုံဆောင်မှုနောက်ကိုလိုက်နေပါလိမ့်မယ်။မင်းကိုတကယ်ချစ်တဲ့မိန်းမကမင်းရဲ့ငုံဆောင်မှုကိုယုံကြည်တယ်။မင်းရဲ့ဆုံးဖြတ်ချက်တိုင်းကိုသူမငြင်းခုန်ပါဘူး။တဲ့လို့ပိုက်ခွင့်ကိုစိန်ခေါ်ခြင်းလို့မဟုတ်မင်းကိုဥဆောင်ခွင့်မပြုရင်မင်းကိုတကယ်မချစ်ဘူးဆိုတာနားလဲပါ။မင်းကိုချစ်တဲ့မိန်းမကမင်းကိုမဆန့်ကျင်ပဲမင်းအနာမှာရှောက်လာလိမ့်မယ်။နံပါတ်7သူမတွေတဲ့အတွက်စတိဖို့ဆန္ဒရှိတယ်။ relationship တစ်ခုမှာတင်တူတီတာဆွန်းလွတ်အနစ်နာခံသူဖြစ်နေရင်တင်ဟာကျွန်းဘဝရောက်နေတာပါ။မင်းကိုတကယ်ချစ်တဲ့မိန်းမကလိုအပ်ရင်ညှိယူအပေးအယူလုပ်ပြီးအနစ်နာခံပေးပါလိမ့်မယ်။အချစ်ဒီရယူချင်းတာမဟုတ်ပဲပေးကမ်းချင်းတာဖြစ်ပါတယ်။နံပါတ်7သူမမင်းကိုဆုံးရှုံးရမှာကြောက်ပြီးအစွမ်းကိုကြိုးစားမယ်။မင်းကိုတကယ်ချစ်တဲ့မိန်းမကမင်းရဲ့တန်ဖိုးကိုတည်တယ်။သူမဒီမင်းကိုလစ်လူရှုချင်းလုံးမှာမဟုတ်ပါဘူး။သူမဒီမင်းလူကိုဆုံးရှုံးရမှာကြောက်ပြီး relationship ခိုင်မြဲဖို့အမြဲတမ်းကြိုးစားအားထုတ်ပါလိမ့်မယ်။တကယ်လို့တဲ့ရဲ့လက်သွေးဖော်အမျိုးသမီးဟာအထက်ပါအချက်တွေနဲ့မကိုက်ညီဘူးဆိုရင်သူမတွေတဲ့ကိုအခွင့်အရေးယူနေတာဖြစ်ပြီးတဲ့ကိုတကယ်မချစ်ဘူးဆိုတာနားလဲပါ။အခုလိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။ See you in the next video.